မင်္ဂလာပါလက်ရှိဒီဒေါ်လာရင်းမှာကျွန်တော်တို့တွေပြောနေတာစုံနေကြတာလေလက်ရှိတစ်ဖက်စစ်ကောင်စီဘက်ကပြောနေတာမတိလို့ရှိရင် PDF ကတက်တက်စစ်တပ်ကတက်တက်ဂျားတဲ့ကပဲပြည်သူရှိတယ်လို့အခုကျွန်တော် Facebook မှာအမိုးပြန်တက်လာတဲ့အချိန်မှာကုန်ခဲ့တဲ့၄နှစ်ကပုံနေဒီနေ့ကျွန်တော်ချက်တွေ့တယ်အဲ့တော့ပြချင်တယ်အဲ့ပုံတွေတစ်ချက်ကြည့်သွားပါနော်အရင်ဦးဆုံးကျွန်တော်ပြချင်တာကကျွန်တော်တို့ပြည်သူတွေဟာအဲ့ဒီအာဏာသိမ်းပြီးတဲ့နောက်ရင်ထဲကစံကကိုတဦးတယောက်ခင်းစီရဲ့စံကကိုဒီအာဏာသိမ်းတာကိုလက်မခံဘူးလို့စံကပြခဲ့တဲ့နေမှာဘလောက်တောင်စီကံတကြရှိခဲ့လဲဆိုတာကိုအရင်ပြတယ်လို့နော်ဒါပုံတွေအခြားလူတွေဒီမှာရှိမှာပါနော်ကျွန်တော်ပြပါဒီဗီဒီယိုဖိုင်လေးအောက်မှာလည်းအဲ့ဒီမပုံဒီပုံတွေရှိလို့ရှိရင်တစ်ချက်လောက်ကျွန်တော်ကိုကွန်မန့်မှာမှတ်ပေးသွားစေချင်ပါတယ်ရှိတဲ့လူတွေနေတယ်နော်အရင်ဆုံးကျွန်တော်ပြပါမယ်ဒီမှာဒီပုံမှာဒါကတော့ဖြိုခွင်းတဲ့အချိန်မှာကျွန်တော်ဖုံးတွေပြုတ်ကြချင်မိခဲ့တယ်တနက်နဲ့စစ်တပ်ကလိုက်ပစ်လို့ဘာမှလက်မပါတဲ့ပြည်သူတွေဟာလက်ထဲမှာကင်ထားတဲ့ဖုံးဆိုတာလူတိုင်းကတန်ဖိုးထားကြပါတယ်ဟုတ်တယ်နော်အဲ့ဒီတန်ဖိုးထားတဲ့ဖုံးတော်မှာပြုတ်ကြပြီးတော့အတက်ကိုလွတ်ပြီးတော့ပြေးခဲ့ရတာအဲ့လောက်ထိပြည်သူတွေကခံခဲ့ရတာမကြည့်ပါအဲ့ဒီပြည်သူတွေပြုတ်ကြတဲ့ဖုံးတွေကိုပြန်ပြီးတော့ဒီတပိတ်ဥဆောင်အဖွဲ့တွေလက်ပြန်ကောက်ပြီးတော့ကိုဖုံးကိုပြန်လာယူနိုင်တဲ့ဆိုတာဟာကိုခင်းကျင်းပြီးတော့ပေးခဲ့တာနော်မကြည့်လိုက်အဲ့လောက်ထိစီကန်းရှိတယ်ဘယ်နိုင်ငံမှာရှိသေးလဲနော်နောက်တစ်ပုံကျွန်တော်ဆက်ပြမယ်ဒီမှာကြည့်လိုက်ဒါကတော့ဖနက်နော်ဖနက်တွေပြစ်ဖနက်ကတော့ပြောမနေနဲ့တော့ဖုံးတော်မှနော်တန်ဖိုးထားတဲ့ဖုံးမို့တော်မှပြုတ်ကြပြီးပြစ်ပြီးပြေးရတဲ့အဆင့်ဆိုတော့အတက်ကိုလူပေးရတယ်လူကအတက်နဲ့ဘာမှအရေးမကြီးဘူးလေဟုတ်တယ်မလားငါတို့အာဏာသိမ်းတာကိုလက်မခံပါဘူးလို့ကောင်းကောင်းမွန်မွန်ပြောခဲ့တဲ့စကားတွေကိုဂရုမစိုက်ပဲနဲ့အဲ့ဒီတော့စီကန်းရှိတဲ့ပြည်သူတွေကိုရဲရဲဆက်ဆက်လိုက်ပစ်ခဲ့တာဘယ်ကောင်းလဲအဲ့တော့မှကြည့်တဲ့ဖနက်တွေအဲ့လိုကြံနေခဲ့တဲ့ဖနက်တွေတော့ဒီဖနက်ကတော့ branded ဒီဖနက်ကတော့အစ်စ်မို့လို့မပြောက်စေရဘူးနော်ပြန်စုပြီးကောက်ပြီးတော့သူ့အရာလေးနဲ့သူစီပြီးတော့ပြည်သူတွေဖနက်ကိုပြည်သူတွေကပဲပြန်စုပေးခဲ့တယ်နော်ကြည့်ပါပုံလေးဒီမှာဒါကတော့ပြစ်တဲ့အချိန်မှာတွေးဆွန်းခဲ့တဲ့တစ်ပတ်ပေါ့ဒီမှာကြည့်ဖနက်တွေအကုန်လုံးကိုပြန်စုပြီးတော့ပေးခဲ့တယ်မှာဖနက်လေးတွေမှာကြည့်တယ်ဝင်းနေစေဒါဒီဖနက်တွေထဲမှာရှိတဲ့ဒူတွေဒီထောင်ထဲမှာဘယ်နှယောက်ရှိခဲ့ပြီလဲမသိဘူးအတက်တွေစတေးခဲ့တာဘယ်နှယောက်ရှိခဲ့ပြီလဲမသိဘူးနော် PDF စခန်းတွေမှာ PDF အဖြစ်နေနေတာဘယ်နှယောက်ရှိခဲ့ပြီလဲမသိဘူးအဲ့ဒါလို့စီကန်းရှိတဲ့လူတွေကတော်လှန်ရေးလုပ်လာကြတာလက်ရှိຫນွေဦးတော်လှန်ရေးဆိုတာစစ်တပ်လိုမျိုးအောက်တန်းသားပေါက်ပန်း40တွေစုထားတဲ့တော်လှန်ရေးပေါ့ဒါတွေကတက်တယ်ညင်းလို့မရဘူးနော်ဒီမှာကြည့်လိုက်ဖနက်တွေနော်တွေ့တယ်မလားနော်အဲ့တော့ဒီဖနက်ပိုင်ရှင်တွေထဲမှာထောင်ထဲမှာရောက်နေတဲ့လူဘယ်နှယောက်ရှိခဲ့လဲအတက်ပေးသွားတယ်ဘယ်နှယောက်ရှိခဲ့လဲလက်ရှိတော်ထဲမှာအတက်ကောဘွားရင်းပြီးတော့တိုက်ပွဲဝင်နေတဲ့လူဘယ်နှယောက်ရှိခဲ့အဲ့ဒါတွေကတက်တယ်နေကြအဲ့တော့ຫນွေဦးတော်လှန်ရေးဆိုတော့အောက်တန်းသား9000စားစစ်တပ်လို့ဖာကောင်းလမ်းဘေးလူတက်မဒိန်းကောင်တွေစုသွားတဲ့နေရာမဟုတ်ဘူးနော်အဲ့တော့ပြောရင်ဟိုစစ်တပ်တစ်ခုလုံးကိုပြောရကြမယ်ကောင်းတဲ့စစ်သားတွေတော့ရှိမှာဒါပေမဲ့လက်ရှိခေတ်မှာစစ်ထဲကိုဝင်ခဲ့တဲ့လူတွေဘယ်လိုဟာမျိုးတွေဝင်သွားတာအားလုံးသိပဲအောက်ခြေစစ်သားတွေဒီဘယ်လိုဟာမျိုးအများစုရှိတယ်နော်ຫນွေဦးတော်လှန်ရေးမှာအဲ့လိုဟာမျိုးမဟုတ်ဘူးနော်နောက်တစ်ခုမှစက်တင်တယ်ဒါကတော့နော်မဲခိုးတယ်လို့ပြောခဲ့တဲ့အောက်တန်းသားတွေကိုဂုတ်ကခေါ်လာပြလိုက်စစ်တပ်မြို့တော်လို့နာမည်ကြီးတဲ့နော်ပြည်ဦးလွင်ကမတ်လ9ရက်နေ့မှာထွက်ပြီးတော့စံနှပြတဲ့အင်အားပါနော်မတ်လ9ရက်နေ့ဖြစ်သွားပြီးတော့ပြည်သူတွေဘလောက်ထိပါဝင်ခဲ့လဲအဲ့ဒါကိုကြည့်ဒါစစ်တပ်မြို့တော်လို့ပြောတဲ့ပြည်ဦးလွင်ကလူအုပ်ကြီးမဲခိုးတယ်ဆိုရင်အဲ့ဒီစစ်တပ်မြို့တော်လို့နေရာမျိုးမှာဟဲ့တဲ့လိုမျိုးပြည်သူတွေကထွက်လာမှာလားနော်အဲ့တော့မဲခိုးတယ်လို့ပြောတဲ့စကားခွေးပြောရင်ခွေးယုံတဲ့စကားဆိုတော့လက်မခံလို့မရဘူးဒါတွေကတက်တယ်နော်ကြည့်တော့မှပုံတွေပြမယ်ပုံကြီးကြည့်လိုက်ဒါပြည်ဦးလွင်ကမတ်လ9ရက်နေ့2021ခုနှစ်မတ်လ9ရက်နေ့မှာထွက်ပြီးပြခဲ့တဲ့အင်အားတွေနော်ဒီမှာ2021ခုနှစ်မတ်လ9ရက်နေ့မှာစစ်တပ်မြို့တယ်လို့ပြောတဲ့ပြည်ဦးလွင်မှာစစ်တပ်အာဏာသိမ်းတာကိုလက်မခံတဲ့ပြည်သူတွေရဲ့အင်အား9000စားတယောက်မှမပါဘူးနော်ကိုလို့ကိုတမင်းကိုစားပြီးတော့ထွက်ပြီးတော့စံတော့ပြခဲ့ကြတယ်လူတွေနော်ကြည့်ပါ
ဒါတွေပြန်ပြီးအသေးနာဖို့ကောင်းတယ်မကြီးကမတ်စ9ရက်နေ့ပြည်ဦးလွင်ရဲ့အင်အားတွေနော်အဲ့တော့ဒီလိုမျိုးပုံတွေရှိလို့ရှိရင်လေကျွန်တော်တို့အောက်တွေမှာ comment တွေမှာမှတ်ပေးစေတယ်ဒါတွေကိုကျွန်တော်တို့ထပ်တလဲလဲတွေ့မှကျွန်တော်တို့စိတ်တွေနိုးကြတက်ကြွနာကြီးမှာနော်ဒါကြောင့်မလို့အခုကျွန်တော်ပြောသလိုအခုဒီပုံတွေဆိုရင်ဒါ2021ခုနှစ်မတ်လ9ရက်နေ့မှာစစ်တပ်အာဏာသိမ်းတာကိုပြည်သူတွေလက်မခံဘဲနဲ့ဆန္ဒထွက်ပြခဲ့တဲ့မှတ်တမ်းတွေအဲ့တော့ပုံလေးမှတ်မယ်ဆိုတော့အဲ့လိုဒိတ်ကလေးတိလို့ရှိရင်ဒိတ်ကလေးတွေပါရေးပေးစေချင်တယ်နော်ဒါမှတော့ပို့ပြီးတော့တိကျပါဒါတွေကညင်းလို့မရတဲ့တက်တယ်နော်ဒီနေ့ခေတ်မှာမတိလို့ရှိရင် PDF ကတက်လို့ပြည်သူကတက်လို့ခွဲခြားပြီးပြောနေတဲ့စစ်တပ်ထောက်ခံတဲ့အောက်တန်းစားတွေကိုကျွန်တော်တို့ကဒါမျိုးတွေနဲ့အမီးကိုနှံချိုးမှရမှာနော်ကျွန်တော်တို့ဘက်ကမတရားတာလုပ်ခဲ့တာတခုမှမရှိဘူးဒီတိုင်းပြည်ကိုဖြက်လန်းကြီးနဲ့အာဏာယူဖို့လုပ်ခဲ့တဲ့အောက်တန်းစားတွေကိုကျုပ်တို့ပြည်သူတွေအဲ့လိုထွက်သားခဲ့တယ်ဆိုတဲ့တမိုင်းကိုခြောက်လို့မရဘူးနော်ဒါကြောင့်မလို့ဒါတွေကိုကျွန်တော်တို့အမြဲတင်ပေးဖို့လိုအပ်တယ်နော်ဒါစစ်တပ်မြို့တော်နော်ကြီးဝါစစ်တပ်မြို့တော်ဆိုတော့ပြည်ဦးလွင်မှာအဲ့လိုဆန္ဒပြအခြားမြို့မပြောနဲ့နော်ကျွန်တော်ရှာပေးမယ်အခြားမြို့တွေဒါမလာ9ရက်နေ့မှာပြည်ဦးလွင်ရဲ့ဆန္ဒပြခဲ့တဲ့ပြည်သူအင်အားတွေနော်လမ်းတိုင်းကြည့်ပြီးလို့ရှိရင်မန္တလေးမြို့မှာမတ်လ9ရက်နေ့မှာဒါမန္တလေးနော်စေဘက်ပညာရေးဘက်ကျန်းမာရေးဘက်ပညာရေးဘက်မှာရှိတဲ့ဝန်ထမ်းတွေက2021ခုနှစ်မတ်လ9ရက်နေ့မှာမင်းအောင်လှိုင်ခေါင်းဆောင်တဲ့အောက်ကန်းစားတွေတိုင်းပြည်အာဏာကိုမတရားလူယူတော့လက်မခံတဲ့မန္တလေးမြို့ကပြည်သူတွေ2021ခုနှစ်မတ်လ9ရက်နေ့မှာထွက်ပြီးတော့ဆန္ဒပြတယ်ကြည့်လိုက်တွေ့တယ်နော်ဒါတွေကတမိုင်းတွေပြဖြောက်ပြက်လို့မရတဲ့တမိုင်းတွေတစ်သက်လုံးတွေ့ကြံမိခဲ့တဲ့တမိုင်းတွေအဲ့တမိုင်းကိုကျွန်တော်တို့အပြောင်းမခံနိုင်ဘူးအမှန်တရားပဲဖြစ်တာနော်မတိလို့ရှိရင်တီသူကတက်လို့ခொနည်းကတက်လို့CDN လောက်တယ်ဓမ္မနော်ဒါ CRPH ကိုထောက်ခံနေကြပြီအဲ့ချိန်မှာ CRPH စဖွဲ့ပြီနော်ပညာရေးကျန်းမာရေးမိသားစုဝင်တဲ့ကြည့်လိုက်အင်အားတွေမဲခိုးတယ်ဆိုရင်အဲ့ဒီပြည်သူတွေကအဲ့လိုပြည့်အောင်ထွက်မှလားမဲခိုးတယ်လို့ပြောတဲ့ခွေးသားတွေကိုဂုတ်ကဆွဲပြီးခေါ်ပြလိုက်နော်ဒီပုံတွေမြင်အသေးနာအောင်တာမကြည့်လိုက်ဒါမတ်လ9ရက်နေ့မှာမန္တလေးအင်အားစုတွေကြည့်လိုက်နော်ကြည့်လိုက်ဒါကျွန်တော်စုစည်းလို့ရတဲ့အနေနဲ့ပဲရှိသေးတယ်နော်မကြည့်လိုက်ဒါမတ်လ9ရက်နေ့မန္တလေးနော်စေဘက်ဆိုင်ရာဤပညာတက္ကသိုလ်မန္တလေးအင်အားစုနော်မကြည့်လိုက်နော်ကြည့်လိုက်ဒီအင်အားတွေကြည့်လိုက်နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာဒါကတော့မတ်လ9ရက်နေ့မှာမြင်းကြံမြို့နော်ဒီမှာမြင်းကြံအင်အားဒီမှာမြင်းကြံကဲမြင်းကြံမှာအာဏာသိမ်းအောင်မြင်းကြံပြည်သူတွေဘယ်လောက်ထိစန့်ကျင်ခဲ့လဲကြည့်အဲ့တော့မဲခိုးတယ်ဆိုရင်အဲ့ဒီလူတွေကအဲ့လိုလမ်းပေါ်ပြည့်လာမှာလားဒါကြောင့်မို့လို့မဲဆန္ဒမှားယွင်းလို့မဲဝင်းလို့ပြောတဲ့ကောင်တွေအဲ့ဒါခွေးပြောတာကိုခွေးယုံတာခွေးစကားတွေလားနော်သိလားဒါတွေကတက်တယ်ဟုတ်တယ်မလားအဲ့ဒီထွက်လာတဲ့လူဦးရေကိုပဲကြီးလိုက်မြန်မာပြည်လူဦးရေတန်းဘယ်လောက်ရှိလဲလို့မြို့မပြောနဲ့တော့တောပေါ်တော့လမ်းပြည့်သွားတယ်မကြည့်လိုက်ကြည့်ခဲ့နော်အဲ့ဒီလူတွေကသူတို့ကကြံ့ဖို့ကိုမဲပေးခဲ့မယ်ဆိုလမ်းပေါ်ထွက်ပြီးဆန္ဒမပြဘူးလေစစ်တပ်အာဏာသိမ်းတာဟုတ်တယ်မလားစစ်တပ်အာဏာသိမ်းတာကြံ့ဖို့ကအာဏာသိမ်းခိုင်းတာလေဟုတ်တယ်မလားအခုကြံ့ဖို့ကခွေးသားတွေသူတို့မြောက်ပေးခဲ့တဲ့တိုင်းပြည်ကသူတို့ပြက်တာလေခေါင်းမကြီးဒါမြင်းချံအင်အားတွေကြည့်တော့မကြည့်လိုက်ဒါမြင်းချံတမိုင်းမရိုင်းနေဘူးဒါကတော့ကျွန်တော်တို့ရဲ့အချစ်တော်မတ်လ9ရက်နေ့မှာဆန္ဒထွက်ပြခဲ့တဲ့အာဇာနည်ပဲဖြစ်ပါတယ်နော်2021ခုနှစ်မတ်လ9ရက်နေ့မှာစစ်အာဏာသိမ်းတာကိုလမ်းပေါ်ထွက်ပြီးတော့လက်တုံးချောင်းထောင်ဆန္ဒပြခဲ့တဲ့ကျွန်တော်တို့ပြည်သူအချစ်တော်အစိုးရအာဇာနည်ပဲဖြစ်တယ်ဒီနေ့အထိပြည်သူနဲ့တရားတဲ့ရက်တည်ပြီးတော့အစိုးရနိုင်ငံကျော်အစိုးရကမ္ဘာကျော်အစိုးရဘဝကိုဆွတ်လွတ်ပြီးတော့ပြည်သူဘက်ကရက်တည်ခဲ့တယ်အဲ့လိုလူမျိုးတွေကလေဘာမှမလုပ်နဲ့သူစည်းဝါးသူရှာသားနေရဘာဖြစ်လို့လဲပြည်သူတွေလက်မခံတဲ့ရန်သူပြည်သူကိုတပ်ဖြတ်နေတဲ့ရန်သူကိုသူတို့မပေါင်းတဲ့အတွက်သူတို့ဒီပြည်သူပေါ်ကတစ္ဆာစောင့်နေတာပဲဒါပဲနော်အဲ့တော့အာဇာနည်ဓမ္မဘယ်တော့မှရိုင်းမှာမဟုတ်ဒီအတိုင်းဆက်သွားရင်နော်ကြည့်လိုက်နော်အာဇာနည်မိမမတ်ဒီဝမ်းဆိုလဲပေါက်ပန်း40အောက်တန်းသားလာတာမဟုတ်ဘူးဟိုစစ်တပ်ကတော်တွေလို့မဲနိုင်ပြီးတော့2လ3လပြောင်းထားတဲ့ပေါက်ပန်း40အဟာမျိုးမဟုတ်ဘူးနော်အချင်းနဲ့အနေနဲ့ဘဝနဲ့လာဒါပေမဲ့အဲ့လိုအနေထားနဲ့ရောင်တော့သရုံးမှာသူတို့မိသားစုဘဝဒီအာဏာသိမ်းမှုမှာပြည်သူနဲ့တရားတွေရပ်တည်ခဲ့တယ်ဒါမှအဲ့ဒါပြည်သူအ
နုပညာရှင်တို့ခေါ်တယ်နော်ကြည်ထားဟိုရန်အောင်လို့ဒိန်းတောင်လို့ခွေးသားတွေကြည်ထားမင်းတို့အာနာသိန်းတဲ့အချိန်မှာလမ်းပေါ်ထွက်ပြောခဲ့တဲ့စကားတွေမင်းတို့မရှက်ဘူးလားဟမ်ဖာရမပါဇက်လိုမျိုးဝင်ကြီးထွက်ချင်ပြောချင်တယ်ပြောခဲ့တဲ့မင်းတို့အနုပညာတဲ့တွေကြည်ထားရတယ်နော်တမိုင်းဆိုတာအဲ့လိုမျိုးပြီးမြောက်ထိုးရတယ်မကြည့်ဒါကတော့နော်အာနာစသိန်းတွေကရုံမာခဲ့တဲ့စစ်တပ်ရဲ့တက်တွေဒီမှာကြည့်လိုက်ဒီမှာဝိုင်းပေးထားတယ်နော်ဖျားပေါ်တက်ပြီးတော့ဆန္ဒပြတဲ့ပြည်သူကိုစနိုက်ပါနဲ့တက်ပစ်တဲ့တက်တွေဒီမှာတွေ့ရမလားနော်အဲ့တော့စစ်တပ်ကတိုင်းပြည်အာဏာကိုလူယူပြီးတော့ပြည်သူကိုအဲ့ဒါလိုရုံမာခဲ့လို့ပြည်သူကမခံနိုင်လို့ခုခံတွန်းလှန်စစ်ဆိုတာဖြစ်လာပြီးတော့တနက်ကင်တဲ့ပြည်သူတွေဟာ PDF နာမည်ခံလာကြတယ်အဲ့တော့ပြည်သူဟာ PDF ဟာပြည်သူညင်းလို့မရဘူးကြိုက်တဲ့ကောင်လာညင်းလာမကြည့်လိုက်နော်မင်းတို့စစ်တပ်ရုပ်မာခဲ့တဲ့တက်တွေတွေမကြည့်လိုက်နော်ဒါမတ်လ9ရက်နေ့မှာမကြည့်လိုက်တက်တွေတွေမကြည့်လိုက်နော်ရှိသေးတယ်နောက်ထပ်ပုံနေနော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုဖိုင်အောက်မှာလည်းအဲ့လိုမျိုးဒီရုံမာခဲ့တဲ့အရာတွေကိုတိုင်းမမှတ်ရဲရင်ကျွန်တော်မစင်ကြားပို့လာပေးပါဒါမျိုးတွေကျွန်တော်စုပြီးတော့ကျွန်တော်ခက်များတင်ရှင်တယ်ဘာဖြစ်လို့လဲချွတ်တလေတွေးအေးခဲ့တယ်အဲ့ဒီခုနကကျွန်တော်ပြခဲ့တဲ့နော်ဒီလူအုပ်တွေကြားထဲမှာပါခဲ့တဲ့လူတွေအခုစစ်ကောင်စီနဲ့ပြန်ပေါင်းနေတဲ့လူတွေအများကြီးရှိတယ်ခံယူချက်ခိုင်မာချက်ဆိုတာအဲ့ဒါပဲအဲ့ဒီဆန္ဒထွက်မပြခင်တည်းကအဲ့ဒါလိုစစ်ကောင်စီနဲ့ပေါင်းခဲ့တဲ့လူဆိုရင်ကိုတွေးရမယ်အကယ်၍ဒီအာဏာသိမ်းမှုမမင်းအောင်နိုင်ဝိုင်းငါဘယ်လိုလုပ်မလဲအများကြီးရောက်အမောင်တောင်မှန်းမသိလက်တုံးချောင်းထောင်တာတော့ကျွန်တော်တို့မလိုချင်ဘူးအရေးအတွက်မလိုချင်ဘူးအရေးအရှင်းမလိုချင်ဘူးအရေးအတွက်တွေများခဲ့လို့ကျွန်တော်တို့ရဲ့တော်နိုင်ဒီနေ့ထိ၄နှစ်ကျော်လာတာအဲ့ဒီလူတွေထွက်ပြတဲ့လူတွေအားလုံးမှာဒါခက်တိရင်ဘတ်ထဲမှာအရေးအချင်းတွေပြေဝခဲ့ကျွန်တော်တို့တွေ၄နှစ်မကြောက်၄လနဲ့ပွဲပြတ်တယ်အဲ့ဒါအဖြစ်ပဲဒါကြောင့်မလို့ခံယူချက်ခိုင်မာချက်မရှိတဲ့လူတွေတော်နိုင်မှာမပါတွေကောင်းတယ်ဘေးထိုင်နေနော်အေးရန်သူနဲ့တွားမပေါင်းနဲ့ပြည်သူရဲ့ရန်သူနဲ့တော့တွားမပေါင်းနဲ့မလုံနိုင်ဘူးလားငါမလုံနိုင်ဘူးကွာငါမောတယ်ဘေးမှာထိုင်တယ်โอเคခွင့်တော့ပါတယ်နော်လက်ရှိတော်နိုင်ရင်အဲ့ဒါပဲမတော်နိုင်ရင်မလုံလို့ဘယ်သူမှအပြစ်ပြောလို့မရဘူးဒါပေမဲ့လို့ရန်သူနဲ့တော့မပေါင်းနဲ့နော်အဲ့တော့ဘယ်မတူလို့ရန်သူလောက်တာမဟုတ်မင်းတို့ဘက်မပါတဲ့ရန်သူလောက်တယ်ဆိုခဏပြောတယ်ဖို့နဲ့ပွေစပ်ပေါက်ထားတဲ့ဖို့ကွေးတွေစကားကိုကျွန်တော်အမြင်ပြောတယ်ဘယ်မတူယုံနဲ့အမြင်မတူသူတို့ပြောတဲ့စကားအမြင်မတူလို့ရန်သူမလုပ်ဘူးနော်အမြင်မတူလို့မင်းလမ်းမရောက်မင်းလွတ်လပ်နေဒါပေမဲ့ငါတို့ရန်သူတော့မင်းမပေါင်းနဲ့လေဟုတ်တယ်မလားအဲ့ဒါအမြင်မတူတာမဟုတ်တော့ဘူးရန်သူနဲ့တွားပေါင်းတော့မင်းလည်းငါတို့ရဲ့ရန်သူပဲရှင်းလေးဟုတ်တယ်မလားအဲ့ဒါအဖြစ်ပဲဒါကြောင့်မလို့ဒီတော်လှန်ရေးမှာကျွန်တော်တို့တွေပါခဲ့တဲ့လူတွေအနေနဲ့ဒီပုံတွေကိုပြန်မြင်အောင်မြင်ဒီပုံထဲမှာမပါတဲ့လူတွေအနေနဲ့လေကိုလောက်ခဲ့တယ်ဆိုရင်အတိတ်တရားတွေတတိတရားတွေပြန်ရကြပါအော်ငါရှောက်ခဲ့တဲ့လမ်းမဆုံးသေးပါဘူးလားငါဆုံးအောင်ရှောက်တော့မယ်ဆိုတဲ့စိတ်ကလေးကိုဖြစ်ပေါ်စေချင်တယ်ဒါကြောင့်မလို့ဒီဗီဒီယိုဖိုင်ကိုကျွန်တော် reaction လုပ်ရတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုလုပ်တဲ့ reaction ကနံပါတ်1နာကြီးနဲ့စိတ်နဲ့ဒါတွေတွေးစုဒါပုံမှန်လေးပြောရတာအဲ့တော့နံပါတ်2ဒီလိုပါခဲ့တဲ့လူတွေတချို့တလေတွေးနေပြီမေ့နေအာတော်လိုင်းကြီးအကြာနဲ့စိတ်ပြက်တယ်အဲ့ဒီလိုလူတွေအတွက်အတိတ်တရားလေးပြန်နိုးကြားလာကြအောင်လက်ရှိချိန်မှာဘယ်လောက်ထိလိုက်ဖိနေနေပြီဒါသူတို့အာဏာမရသေးဘူးနော်အာဏာရကြီးဒီပတ်ကြိုက်တော့ထွက်လာကပါဝတ်တက်ပြေးတော့မလုပ်ဘူးဒါတေးကြတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီဗီဒီယိုပိုင်းလုပ်တဲ့ရည်ရွယ်ချက်နှစ်ခုကဒါပါပဲအတိတ်တရားလေးရကြပါစေဒီပုံတွေထဲမှာမပါဘဲနဲ့အခြားတစ်ထောက်တစ်နေရာမှာဆန္ဒပြခဲ့တဲ့တော်လိုင်းမှာပါဝင်ခဲ့တဲ့လူတွေအနေနဲ့တကယ်စိတ်အားတက်ကြွစွာပါဝင်ခဲ့ပြီးအခုချိန်မှာတွေးအေးနေပဲဆိုတော့တွေးလေးတွေပြန်ပူပေးကြပါလို့မြတ်တာချင်းခါ